မျိုးမဝအောင်ဖြစ်ရသည်မောင်မျက်နှာကြည့်ပြီးချွေးနွေးတဲ့ဘဝမှာအလုံးကိုမေးလိုက်ပြီးရှင်မပြောဆုံးပကြီးတာယာလိုက်မောပြီးမောင်ရင်အေးသလောက်တောင်ချစ်ရသည်အိမ်ပြန်လာပြီးဆိုတွေ့ခဲ့တာတွေကိုစဉ်းစားကပြုံးရသည်နောက်ရှက်နေသူမြေဆွေလန်းတဲ့မျက်နှာအသေးတွေမှာစူမှုပြီးမေလေးသူကြောင်တွေကတကယ်ကို